နေရောကြီးတိတ်မရတဲ့ဆောက်ရပြီးရှည်ကြီးတွေရှိတယ်ဟိုအပူချင်းကလည်းရေခဲမှတ်အောက်အနှုံ20လောက်ထိကျတယ်တဲ့ဗျဒါပေမဲ့အဲ့လိုဖင်လန်နိုင်ငံမျိုးကကမ္ဘာပျော်ရွှင်ဆုံးစည်ရင်မှာရှစ်နှစ်ဆက်တိုက်ပထမရတယ်ဆိုတာဘလို့လောက်ယုံနိုင်လျာရှိမလဲဒီနေ့အသေးစိတ်စူးစမ်းလေ့လာမယ့်အစီအစဉ်ကနေကြိုးဆိုပါရဗျာအဲ့ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ရှင်ဘာလို့လဲဆိုတော့ဖင်လန်လူမျိုးတွေကိုယ်တိုင်ကလောအဲ့ဒီတလင်းကိုစကြတော့ဟိုကုလသမဂ္ဂရဲ့စစ်တမ်းတစ်ခုမှားနေပြီလို့ထင်ခဲ့ကြတာကိုဟုတ်တယ်မလားသူတို့တိတ်ပြီးတက်တက်ကြွကြွရှိတဲ့သူတွေလို့မယူဆကြဘူးလေဥပမာပြောရင်ကိုကအလွမ်းကားရိုက်ခါတာကိုဟာတာကားဆိုပြီးဆူလာပေးခံရတယ်လို့မျိုးဖြစ်နေတယ်ဗျတာဘောရှင်တကယ်တော့အဲ့ဒါကကျမတို့ဒီနေ့လေ့လာမယ်အဓိကအချက်တည်းပေါ့နော်သူတို့ဘာလို့ပထမရတာလဲဆိုတဲ့အကြောင်းရင်းပေါ့ဒါဆိုဒီလိုတန်တရားဝင်နေကြရင်လည်းဘာလို့ပထမရတာလဲဆိုတာစစ်ကြည့်အောင်ဗျာကုလသမဂ္ဂကဂလိုများတိုင်းတာခဲ့တာလေဟိုကကိုအကောင်းဆုံးအခြေအနေနဲ့ဘလောက်နီးစပ်တယ်လဲဆိုတဲ့ကျင်းနဲ့ရောင်ရဲမှုကိုတိုင်းတာတာပါ။အော်ဒါဆိုရင်ပျော်ရွှင်မှုဆိုတာအမြဲတမ်းခွန်ပေါက်နေမှုမလိုဘူးပေါ့ဟုတ်တယ်လေခိုင်မာတဲ့ဘဝလုံခြုံမှုရှိတာကိုဆိုလိုတာပါအခါမှာကျဲမရဲ့စောင့်ရှောက်မှုတို့ပညာရေးတို့လို့ခြေကံအဆောက်အုံတွေခိုင်မာတော့စိတ်ဖိစီးမှုတွေတော်တော်လေးကိုနည်းသွားတာပါနော်ဟိုကျွန်တော်စဉ်းစားကြည့်တာလေဒါကို smartphone တစ်လုံးရဲ့အခြေအနေနဲ့ခိုင်းနှိုင်းကြည့်လို့ရမယ်ထင်တယ်โอเคဘယ်လိုမျိုးလဲရှင်တခြားနိုင်ငံတွေမှာဆိုရင်ဖုန်းထဲမှာ battery အရင်စားတဲ့ program တွေနောက်ကွယ်မှာအမြဲတမ်းပွင့်နေသလိုပဲဗျာကျမရေးစိတ်တို့ကလေးတွေပညာရေးတို့အတွက်ပူပန်ရတာမျိုးပေါ့နားလည်ပြီဖင်လန်မှာကျတော့အစိုးရကအဲ့ဒီနောက်ကွယ်ကပူပန်မှုတွေကိုအကုန်ရှင်းပြထားလိုက်တယ်ဆိုတဲ့သဘောပေါ့အတိအကျပဲဗျာဒါကြောင့်ကိုဝါဒနာပါတာလေးတွေလုပ်ဖို့ battery အလုံးလုံးချန်နေတာမျိုးပေါ့ဒီလိုနေဆိုင်တဲ့ကျင်းနှံ့ရောင်ရည်မှုရဖို့လူဖွဲ့စီကတခြားပါတီပံ့ပိုးပေးသေးလေဗျာအချင်းချင်းယုံကြည်မှုမြင်မာတာကလည်းအရေးကြီးတယ်ရှင်လူလူပိုင်ပြီးစီးတဲ့ပေါ်လေးစားမှုရှိကြတယ်လေဥပမာ Helsinki က Urisa ကြီးတိုက်မှာဆိုရင် 3D printer တွေအတန်သွင်း studio တွေကိုအခက်မှတ်သုံးလို့ရတယ်တကယ်ကြီးလားသူတို့မိတ်တာပဲဟုတ်တယ်ရှင်နောက်ပြီး9နှစ်ရွယ်ကလေးတွေဆိုပန်းချံကိုတယောက်သေးသွားရေးကြတယ် game set တွေကိုအပြင်မှာထားခဲ့ရင်တော့ဘယ်သူမှမခိုးဘူးဆိုတဲ့ယုံကြည်မှုမျိုးရှိတာလေဟာဒါဆိုရင်တနိုင်ငံလုံးကအင်တီအင်တဲမှာထူးနေကြပြီ TV remote ကိုဘယ်သူမှလူမျိုးကြတဲ့မိသားစုကြီးတစ်ခုနဲ့တူးနေတာပေါ့ဟဲအဲ့ဒီဥမာကတော်တော်လေးကိုကွက်တိကြတယ်ရှင်အဲ့လိုယုံကြည်မှုနဲ့လုံခြုံမှုကစိတ်ကိုတော်တော်လေးငြိမ်းချမ်းစေတာပါဒါပေမဲ့ဗျာစဉ်းစားစရာအထုရှိတာပြန်တယ်လုံခြုံရေးတွေဘလောက်ကောင်းကောင်းတုံညအုပ်ရောက်နေတဲ့အေးအေးတန်ကိုရောဘယ်လိုလုပ်မလဲအဲ့ဒါလည်းဟုတ်တယ် 3D printer တစ်လုံးရှိုံနဲ့ယာရီဥတုကြောင့်သူကစိတ်ကြယောဂကိုကုလို့မရဘူးလေမဟုတ်ဘူးလားအဲ့ဒီအတွက်သူတို့စီမှာတီးတန့်ဖြည့်ရှင်းနည်းရှိတယ်ရှင်ဟိုဆောင်းနာခေါ်တဲ့ချွေးထုတ်ခံရင်ကျွေးမှုလေဒါကတာမန်ချွေးထုတ်တာတသက်မဟုတ်ဘူးနော်အော်ဒါဆိုဘယ်လိုမျိုးလဲဗလားအပူဘေးုံတွေမဟုတ်ဘူးပေါ့မဟုတ်ဘူးရှင်အပူချိန်140ဒီဂရီလောက်မှနေပြီး50ဒီဂရီပဲရှိတဲ့ပင်လယ်ရေတွေကိုချက်ချင်းခုန်ချလိုက်တာမျိုးပါဟာတော်တော်ကြမ်းပါလားဒီလိုအပူနဲ့အေးရေချက်ချင်းပြောင်းလဲလိုက်တော့ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့ဟော်မုန်းတွေအလုံးအရင်နဲ့ထွက်လာစေတယ်တကယ်ကိုတဘာဝရဲ့စိတ်ဖြစ်စီမှုဖြေလျှော့တဲ့ခလုတ်တစ်ခုလိုပဲနော်အမေရိကန်မှာခရီးတင်ကအရေးအတွေ့အထက်ဖင်လန်ကစောင်းတဲ့အရေးအတွက်ကပိုများတယ်ဆိုတာကြားဘူးတယ်ဟုတ်တယ်လေအိမ်မှာဖုန်းလဲယူတော့လို့မရတော့စိတ်ကိုအပြေးဝနားပြနိုင်တာပေါ့ဒါဆိုမင်းစရာရှိလာပြီဗျာအခုံမှန်ဆောင်းမယ်ဆောင်းနာခဏဝယ်မယ်ဆိုတာနဲ့တင်အလိုလိုပျော့ရွှင်နေသူဖြစ်သွားပြီလားအဲ့ဒီလောက်တော့မယိုးရှင်းမှုရှင်အဓိကတော့ချက်ကလေတခြားသူတွေရဲ့အိမ်မက်ကိုအကောင့်ထဲဖော်နေမဲ့အစားမိမိကိုယ်တိုင်တကယ်တန်ဖိုးထားတဲ့အရာကိုရွေးချယ်ခွင့်ရတာပါဆိုလိုတာကငွေချင်းနှောင်ကိုကြီးလိုက်နေစရာမလိုပဲကိုပိုင်ဘဝကိုနေထိုင်ခွင့်ရတာပေါ့မှန်ပါတယ်ရှင်အဲ့ဒီကိုပိုင်ရွေးချယ်ခွင့်ကသာပျော်ရွှင်မှုရဲ့အဓိကတော့ချက်ပါပဲဒီနေ့လေ့လာမှုရတော့ပျော်ရွှင်မှုဆိုတာအမြဲရှင်လန်းနေဖို့ထက်ဘဝကိုခြေနဲ့ရောက်ရဲခြင်းလူဖွဲ့စည်းကိုယုံကြည်ခြင်းနဲ့ကိုပိုင်ဘဝကိုနေထိုင်ခြင်းပဲဆိုတာတွေ့ရတယ်ဗျာဟုတ်ပါတယ်ရှင်နားဆင်သူများအနေနဲ့လဲကိုဘဝရဲ့ပျော်ရွှင်မှုကိုဘလို့အတိတ်ပဲဖွင့်မလဲဆိုတာပြန်စဉ်းစားကြည့်ဖို့ကောင်းပါတယ်နောက်ဆုံးစဉ်းစားစရာတစ်ခုအနေနဲ့ပြောရရင်လေပန်းချံလုံခြုံမှုနဲ့ဆောင်းတောင်းလိုမျိုးပတ်ဝန်းကျင်အခြေအနေတွေကဦးနောက်ရဲ့ဓာတုဖြစ်စဉ်ကိုပါပြောင်းလဲစေနိုင်တယ်ဆိုပါတော့ဟုတ်ကဲ့အဲ့ဒါဆိုရင်ရောဗာဆက်ချင်မလဲဒါဆိုရင်ကျမတို့ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုဆိုတာလူတဦးချင်းစီရဲ့ကြောစားအားထုတ်မှုတသက်သက်ဆိုင်ရင်တေချာရေးဆွဲထားတဲ့မြို့ပြစီမံကိန်းနဲ့လူဖွဲ့စည်းတိစပုံတွေအပေါ်ဘလောက်အထိမိခိုးနေတယ်လဲဆိုတာတကယ်ကိုတွေးစရာပါပဲရှင့်